အားလုံးမင်္ဂလာပါ KD Learning Academy ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ undo grammar မှာပါတယ်နာနီနာနီခိုတူနီဆိုတဲ့ grammar နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုနေကြတဲ့လူတွေအားလုံးကိုကျွန်တော်ရဲ့ TikTok channel နဲ့ YouTube channel ကိုလည်း like and subscribe လုပ်ပေးဖို့မေတ္တာရပ်ခံပါတယ် Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်သင်ခန်းစာလေးကိုစလိုက်ကြအောင်နာနီနာနီခိုတူနီသူ့ကိုမြန်မာလိုပြန်မယ်ဆိုလို့ရှိရင်เนาะနာနီနာနီရတာကတော့နာနီနာနီဆရာကောင်းတာကတော့အဲ့လိုမျိုးလေးပြန်ပေးရပါမယ်သူ့ရှိမှဆိုလို့ရှိရင် adjective e လိုက်မယ် adjective နားတွေလိုက်မယ် verb ဆိုရင်တော့တာခေးလိုက်မယ်ပေါ့เนาะနောက်ကခိုတူနီလေးထည့်ပေးရပါမယ်သူကဘာနဲ့သွားတူမလဲဆိုလို့ရှိရင် desk ကားနဲ့တူမယ်ပေါ့เนาะနာနီနာနီ desk ကားနဲ့တူမယ်ပေါ့သူကအဓိကအနေနဲ့ကကြတော့ kimochi တွေပါဝင်နေပါမယ်kimochi ပေါ့နော် kimochi ကိုဖော်ပြခြင်းတဲ့အခါမျိုးတွေမှာသုံးတဲ့ grammar လေးပဲဖြစ်ပါတယ်။သူကတားတာတော့ကြည်ခံပေါ့နော်ဒီပုံမှန်အခြေအနေတစ်ခုကိုဒီတိုင်းပြောခြင်းတဲ့အခါမျိုးတွေမှာတော့သူကမသုံးဘူး kimochi တွေအဓိက kimochi ကိုဖော်ပြခြင်းတဲ့အခါမျိုးတွေမှာသုံးတဲ့ grammar လေးဖြစ်ပါတယ်။သူကအရေးမှာပြောမှာသုံးများတယ်ပေါ့နော်။ odoroita koto ni အံ့ဩစရာကောင်းတာကတော့အံ့ဩရတာကတော့ဟုတ်လား။နောက်တစ်ခုက ureshi koto ni ဝမ်းသာစရာကောင်းတာကတော့ဝမ်းသာရတာကတော့ဇန်နနာkoto niစိတ်မကောင်းဖြစ်စရာကောင်းတာကတော့စိတ်မကောင်းရတာကတော့အဲ့လိုမျိုးလေးပြောတာဖြစ်ပါတယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့နားလည်လို့တော့အောက်မှာပါရဲ့ rel လေးကိုတွားပြီးတော့ကြည့်ပါမယ်။ဒီ rel လေးကိုလေ့လာပြီးလို့ရှိရင်လည်းအောက်မှာကျွန်တော် run show model လေးပေးထားရပေါ့နော်။ကိုယ့်ဘာသာကိုဖြည့်ကြည့်လို့ရပါတယ်။အဲ့တော့ကျွန်တော် ichiban စာသွားမယ်။ Odorita koto ni kanojo wa JLPT no ichi ni 1% で合格した。အံ့ဩစရာကောင်းတာကတော့ခါတော့ကြော်ပါပြီလေ JLPT N1 ကို N1 ကိုသူကဂေါကခုရှိတာဘယ်လိုအောင်ခဲ့တာလဲ 1% ဆိုတာကြောင့်ပြောမှာတစ်ချက်တည်းနဲ့တစ်ချိန်တည်းနဲ့ကိုပြောမှာဆိုသူက N1 ကိုတစ်ခါတည်းဖြည့်ပြီးတော့အောင်သွားတယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်အံ့ဩစရာကောင်းတာကတော့သူမ JLPT N1 ကိုတစ်ချိန်တည်းနဲ့အောင်မြင်ခဲ့တယ်2番嬉しいことに明日から夏休みですဝမ်းသာစရာကောင်းတာကတော့မနက်ဖြန်ကနေစပြီးတော့နွေရာသီပိတ်ရက်ဖြစ်ပါတယ်။3番面白いことに隣の家もその隣の家もうちと同じ名字なのです。面白いことにစိတ်ဝင်စားစရာကောင်းတာကတော့တဲ့ဒီဘေးရအိမ်ရောအဲ့ဒီဘေးရအိမ်ရဲ့ဟိုဘက်အိမ်ရောတဲ့ကျွန်တော်တို့ ਨੇ ဥချီတို့ကျွန်တော်တို့ ਨੇ ပေါ့နော်ကျွန်တော်တို့ ਨੇ အနာကြီးမျိုးကြီးဖြစ်ပါတယ်မျိုးရိုးနာမည်အတူတူဖြစ်နေဒါအာမို့ကောင်းတယ်လေဒါတိုက်ဆိုင်မှုတို့ကိုပဲဒီကိုအိမ်ရောဘေးရအိမ်ရောဟိုဘက်ဘေးရအိမ်ရပါမျိုးနာမည်တွေကတွားပြီးတော့တူနေတယ်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ယွန်းမန်ဇန်နနာခုတိုနီရှီယာကြီးကအမေတဲ့ရှူရှိနီနာတာစိတ်မကောင်းစရာကောင်းတာကတော့ပြိုင်ပွဲရမိုးကြောင့်ပေါ့နော်မိုးရွာလို့ပါဖြစ်လေရက်နာခဲ့တယ်မိုးရွာထားလာလို့ပြိုင်ပွဲကိုဒီမှာရင်းရက်လိုက်ရတယ်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ် Okay အဲ့ဒါဆိုလို့ရှိရင်ဒီခုတိုနီ grammar လေးကိုလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ဒီမှာ run show model လေးတွေပေးထားတယ်ပေါ့နော်၅ပုတ်ပေးထားပါတယ်ဒီ run show model လေးတွေမှာကျွန်တော်ခုတိုနီသုံးထားတယ်ဆိုတဲ့ဥစ္စာကိုမှန်လားမမှန်လားဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ဘာသာကိုဖတ်ကြည့်ပြီးတော့ကိုမတ်မှာအဖြေလေးတွေပြောသားပေးပါကျွန်တော်စစ်ပေးပါမယ်ခုတိုနီကဘာဖြစ်လဲအဓိကကတော့ kimochi အကြောင်းကိုပြောချင်တဲ့အခါမှာသုံးတဲ့ grammar လေးပဲဖြစ်ပါတယ်အော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလေ့လာနေတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြပါမယ်